မင်္ဂလာပါ Wine Video Recap Channel ကနေပြီးကြိုဆိုပါရစေ။ဒီနေ့ recap လုပ်ပေးမယ့်ဗီဒီယိုကတော့လာစင်းချန်ဒရာဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့မတန်ဆွမ်းညံရင်နှိမ့်တဲ့တူတွေဆိုတာကျွန်တော်တို့တာမန်တူတွေနဲ့မခြားကွဲပြားမှုမရှိပဲအရာရာကိုလှုပ်ဆောင်နိုင်တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ပြီးတော့ဒီဇာတ်ကားမှာမတန်ဆွမ်းတူတယောက်ရဲ့ဘဝတစ်လျှောက်အနစ်အမြင့်တွေကိုသူဘယ်လိုဖြတ်တန်းမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းတဲ့အတွက်ကြောင့်မိတ်ဆွေတို့ကိုတင်ဆက်ပေးလိုက်ပါတယ်ဇလန်ရဲ့အစမှာတော့ယထာတစည်းပေါ်မှာပန်ချပီဦးလေးကြီးတယောက်ကလေနဲ့အတူလွင့်ပါလာတဲ့ငှက်မွေးလေးကိုသူ့ရဲ့စာအုပ်ထဲမှာတရွတ်တရတင်ထားဖို့လုပ်နေပါတယ်အဲ့ဒီအချိန်မှာပဲမိမကြီးတယောက်ကသူ့ရဲ့အရှိထိုင်ခုံမှာဝင်ထိုင်လိုက်ပါတယ်ပြီးတော့ဦးလေးကြီးရဲ့အမှုအရာတွေကြောင့်တင်ကာမကင်းဖြစ်ပြီးတော့ဦးလေးကြီးကိုအကဲခတ်နေပါတယ်ဦးလေးကြီးကတော့သူ့မှာပါလာတဲ့ဂေါ်ကပါမုတ်ကိုထုတ်စားဖို့လုပ်နေတုန်းသူ့ရှိကအမျိုးသမီးနဲ့ပတ်ဝန်းကျင်ကိုတတိထားမိသွားတာကြောင့်စားကြအောင်မလားလို့လိုက်ပြီးမေးပါတယ်နောက်ပြီးသူ့မုတ်ကိုအာရပါရဆက်စားရင်သူ့ရှိကအမျိုးသမီးကိုစားတင်မိတ်ဆက်စကားပြောပါတော့တယ်ကျွန်တော်နာမည်ကလာရာဂျစ်စင်ဖြစ်ပါတယ်ပြီးတော့သူကအမျိုးသမီးရဲ့ဖနက်ကိုတစ်ချက်ကြည့်ပြီးမင်းရဲ့ဖနက်ကတောက်ပြောင်နေတာပဲနော်မှန်ကြည့်လို့တော့ရတယ်အဲ့လိုချီကျူးစကားပြောလိုက်ပြီးသူ့အမေစီကပြောပြတဲ့စကားကိုပြန်ပြောပြပါတယ်ဖနက်ဆိုတာမပုံတင်လို့ပါပဲလူတယောက်ရဲ့မျက်နှာကိုကြည့်ပြီးမဆုံးဖြတ်ပဲဖနက်ကိုကြည့်ပြီးဆုံးဖြတ်လို့ရတယ်အဲ့လိုပြောလိုက်တော့အမျိုးသမီးကသူ့ရဲ့ဖနက်အဆုပ်ကြီးကိုတတိထားမိသွားတယ်လေအဲ့ဒီဖနက်ကနေပဲသူ့ရဲ့ဇက်လန်းကိုစတင်ပြောပြပါတော့တယ်တခါတုန်းကနေဆေးခန်းတစ်ခုမှာခြေမတန်တဲ့ကလေးရဲ့မိခင်နဲ့ဆရာဝန်ကကလေးအတွက်ခြေထောက်အကူကိုတက်ပေးနေတယ်လေကလေးကလမ်းဆန်းလျှောက်ကြည့်တဲ့အခါမှာအဆင်ပြေလို့သူ့အမေကပြောနေတာပေါ့အဲ့ဒီကလေးရဲ့နာမည်ကလာရာဂျစ်စင်ပဲဖြစ်ပါတယ်သူ့အမေကတော့တိုက်ပွဲမှာကြာသွားတဲ့သူ့ရဲ့ဘိုးဘီဘေတွေရဲ့နာမည်ကိုဂုံယူစွာနဲ့သူ့ကိုပြန်ပေးထားတာလေသူ့အမေကသူ့ကိုငငယ်ကလေးကတားကတမန်လူတွေလိုပဲတော့တားအကုန်လှုပ်လို့ရတယ်တားမလှုပ်နိုင်တာမရှိဘူးလို့အမြဲဆုံးမပါတယ်သူများတို့ရဲ့အကူအညီမလို့ပဲကိုတနိုင်စာလုံနိုင်ဖို့ကိုလည်းအမြဲတမ်းအားပေးတယ်လေအခုလဲသူတို့တာမီဖာတာရဲ့အိမ်ကိုရောက်နေကြပါတယ်အကြောင်းကတော့လားကိုတာမန်ထက်ညံရည်နှိမ့်လို့ဆိုပြီးကြောင်းကလက်မခံတာကြောင့်ပါဒါပေမဲ့လည်းသူ့အမေရဲ့အခြေအတင်စကားတွေနဲ့တောင်းပန်ပြီးနောက်ဆုံးမှာတော့ဖာတာရဲ့အိမ်ကိုနေ့တိုင်းတန့်ရှင်ရေးလုပ်ပေးပြီးအစားအသောက်ပို့ပေးမယ်ဆိုတဲ့သဘောတူညီချက်နဲ့လားတယောက်ကကြောင်းတက်ခွင့်ကိုရသွားပါတော့တယ်လာကသူ့ရဲ့ပထမဆုံးကြောင်းစားတက်ရတဲ့အတွေ့အကြုံကကြောက်စရာနဲ့ပျော်စရာအကောင်းဆုံးလို့ယထာပေါ်ကတူတွေကိုပြန်ပြောပြပါတယ်။ကြောင်းစားတက်တဲ့နေ့ကကျွန်တော်ကြောက်နေလို့ကျွန်တော်အမေကကြောင်းဆင်းတဲ့အချိန်ထိကြောင်းဝင်းထဲမှာစောင့်နေပေးရတယ်လေ။ကျွန်တော်ကြောင်းခန်းထဲစရောက်တဲ့နေ့ကတခြားကလေးတွေကကျွန်တော်ရဲ့ခြေထောက်ကိုကြည့်ပြီးထူဆန်းတဲ့တတဝါတကောင်လိုကြည့်နေကြတာဗျ။ကျွန်တော်အတွက်နေရာမပေးကြတဲ့သူတွေကြားထဲမှာကျွန်တော်ကိုနေရာပေးတဲ့ရူပါနဲ့စတိခဲ့ရတယ်လေအဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့နှစ်ယောက်ကအခင်ဆုံးတငယ်ချင်းတွေဖြစ်သွားကြတာပေါ့တညမှာတော့ကျွန်တော်ကရူပါကိုနေငါကိုလက်ထပ်မလားလို့မေးလိုက်တယ်လေကျွန်တော်မေးလိုက်တဲ့အချိန်မှာပဲအိန္ဒိယခရက်ကစ်အသင်းကကပတ်ဖလားတောင်ရသွားတယ်ဗျသူကအဲ့ဒီလိုပြန်ပြောပြတယ်ပြီးတော့သူကဆက်ပြောပြပါသေးတယ်ကျွန်တော်ငငယ်ကဒေလီကိုရောက်ဖူးတယ်ကျွန်တော်တို့ကအကဝါသနာပါတဲ့အကူဝမ်းကွဲရဲ့အိမ်မှာနေတာအဲ့တော့သူတို့တွေကတဲ့အချိန်ကျွန်တော်ကလည်းကျွန်တော်ဖာတာကျွန်တော်ကနေတာပေါ့ကျွန်တော်ရဲ့ကကွက်ကိုတဘောကြလို့အကူကတင်ပေးဆိုလို့ကျွန်တော်တင်ပေးလိုက်တာအဲ့ဒီအကနဲ့ကဘာကျော်မင်းသားရှာရုခန်းဆိုတာဖြစ်သွားတယ်လေလို့သူကပြောပြတော့ယထာပေါ်ကသူတွေကသူ့ကိုပြုံးစစ်စစ်တွေဖြစ်ကုန်ကြတာပေါ့ပြီးတော့သူကယထာပေါ်ကလူတွေကိုဆက်မေးပါသေးတယ်ခမည်းတော်တော့ဒေလီကိုရောက်ဖူးကြလားတဲ့တခါကတော့ကျွန်တော်တို့တားမိတွေဒေလီကိုရောက်သွားတဲ့အချိန်မှာဝန်ကြီးချုပ်ကိုသူ့ရဲ့တက်တော်ဆောင်စစ်လူမျိုးနှစ်ယောက်ကလှုပ်ကြံလိုက်တာကြောင့်ဟိန္ဒူနဲ့စစ်လူမျိုးအထိကယုံဖြစ်ပွားပါတော့တယ်။တညနေမှာတော့ကျွန်တော်တို့တားမိစီးလာတဲ့တုံဘိန်းကိုလူတစုကရုတ်တရက်တားပြီးတုံဘိန်းဆရာကိုမိရှို့တတ်လိုက်ကြတယ်လေ။ကျွန်တော်အမေကတော့ကျွန်တော်ခေါင်းကိုအဝတ်တစ်ခုနဲ့အုပ်ပြီးထွက်ပြေးပါတယ်။လွတ်မြောက်ဖို့ကအတော်လေးကိုခက်တာကြောင့်အမေလည်းကျွန်တော်အတွက်တအားစိတ်ပူလွန်းလို့ကျွန်တော်တို့လွတ်မြောက်အောင်ဆိုပြီးကျွန်တော်ရဲ့စပင်တွေကိုဖြတ်ပြေးလိုက်ကြတယ်လေကျွန်တော်တို့စစ်လူမျိုးအတွက်စပင်ဆိုတာဘလောက်တန်ဖိုးရှိတယ်ဆိုတာမိတ်ဆွေတို့လည်းသိကြမှာပါအဲ့ဒီအဖြစ်အပျက်ကိုသူကပြောပြတော့အဖြစ်အပျက်ကိုကြုံတွေ့ဖူးရတဲ့လူကြီးတွေကထောက်ခံပါတော့တယ်
လာကဆက်ပြောပြပါတယ်ကျောင်းမှာကအတန်းကြီးကျောင်းသားတွေကကျွန်တော်ကိုတအားအနိုင်ကျင့်ကြတယ်တရက်မှာကျွန်တော်နဲ့ရူပါကျောင်းကအပြန်လာတဲ့အချိန်ဆက်ဘိန်းနဲ့လိုက်လို့ကျွန်တော်ပြေးလိုက်ရတာခြေထိန်တွေပြုတ်သွားတာတော့ကျွန်တော်မတိတဲ့အထိပါပဲအဲ့အချိန်ကစလို့ကျွန်တော်လဲတာမန်လူတွေလိုပြေးလို့ရသွားတယ်လေဘဝကအရန်စမ်းကျဲတယ်နော်ဆိုပြီးယထာပေါ်ကလူတွေကမှတ်ချက်ပေးတော့သူကဆက်ပြောပြပါတယ်တနေ့မှာတော့ရူပါကျောင်းမလာလို့ကျွန်တော်သူ့အိမ်ကိုလိုက်သွားရတာသူ့အဖေနဲ့အမေစကားများနေကြတယ်လေပြီးတော့လူတက်မှုဖြစ်သွားတဲ့အထိပါပဲသူ့အမေကတည်သွားပြီးသူ့အဖေကတော့ထောင်ကျသွားတယ်လေမိဘမဲ့ဖြစ်သွားတဲ့ရူပါကိုရဲတွေကသူ့အဖွားစီကိုပို့လိုက်ကြတယ်ရူပါရဲ့အဖွားကဘယ်သူလဲဆိုတာခမများတို့တိကျလားကျွန်တော်တို့ရဲ့အိမ်အကူဖာပူကြီးဖြစ်နေတယ်လေဆိုပြီးသူ့ဘဝရဲ့စမ်းကြယ်မှုကိုပြောပြပါတော့တယ်ရူပါကတော့ကျွန်တော်တို့နဲ့နေရတာစိတ်ညစ်တလားမသိပေမဲ့ကျွန်တော်ကတော့ပျော်တယ်လေဒီလိုနဲ့ကျွန်တော်တို့အရွယ်ရောက်တော့အမေအလိုကျဒေလီကောလိပ်ကိုတက်ကြရတယ်အဲ့မှာလဲရွာကကျွန်တော်ကိုအမြဲအနိုင်ကျင့်တဲ့ကောင်တွေကလည်းကျောင်းလာတက်ကြတာပါပဲတရက်မှာတော့ဒေလီမှာလဲသူတို့ကြောင့်ကျွန်တော်ပြေးရင်းနဲ့မီတာ100အပြေးပြိုင်ပွဲအတွက်လူရွေးနေတဲ့အားကစားကွင်းကိုရောက်သွားတယ်လေအားကစားနီးပြကကျွန်တော်ကိုတွေ့သွားပြီးဝင်ပြိုင်ခိုင်းတာကြောင့်ကျွန်တော်လဲဝင်ပြိုင်လိုက်တာပထမရသွားတယ်လေအဲ့ကနေတဆင့်ကျောင်းပေါင်းစုံပြိုင်ပွဲတွေမှာလဲကျွန်တော်ပထမထရပြန်ပါတယ်ဒီလိုနဲ့ကျွန်တော်ကတက်ကတူစစ်ရေးပြတက်ထဲကိုဝင်လိုက်တယ်ရူပါကတော့မော်ဒယ်ဖြစ်ချင်နေတာလေပြီးတော့သူ့မှာအဲ့ဒီအချိန်ကရည်စားရှိနေပြီးတရက်မှာကျွန်တော်ကြောင့်သူ့ကောင်လေးနဲ့ပြတ်သွားပေမဲ့ကျွန်တော်ကိုသူစိတ်မဆိုးပါဘူးဒီတစ်ခါလဲနေငါကိုလက်ထပ်မလားလို့ကျွန်တော်ကရူပါကိုမေးတော့သူမကမုံပိုင်းကိုတွားချင်နေတဲ့အကြောင်းပြောပြပြီးကျွန်တော်ကိုဘာလုပ်မလဲလို့မေးတော့ကျွန်တော်ကစစ်ထဲဝင်မယ်လေလို့ပြန်ဖြေလိုက်တယ်အဲ့ဒီလိုသူပြောပြတာတွေကိုခရီးသည်တွေကစိတ်ဝင်စားနဲ့ရူပါကောမုံပိုင်းကိုရောက်သွားလာလို့မေးကြပါတယ်လာကသူ့အကြောင်းကိုပဲသူဆက်ပြောပြပါတယ်အဲ့အချိန်ကမုံပိုင်းမှာကအရေးအခင်းတွေဖြစ်နေတာလေအမေစီကဖုန်းလာတိုင်းအပြင်မှာငှက်ဖျားတွေဖြစ်နေတယ်တပတ်လောက်အပြင်မထွက်နဲ့နော်ဆိုလို့ကျွန်တော်အခန်းထဲမှာပဲတပတ်လောက်နေလို့ចောင်းကားလူတွေကကျွန်တော်ကိုအယူလို့ပြောကြတယ်ဗျအချိန်တန်တော့လဲကျွန်တော်ဘွဲရသွားတာပါပဲနောက်တော့အမေကပြောတယ်သူတို့မျိုးရိုးထဲမှာယောက်ျားလေးတိုင်းစစ်ထဲဝင်ကြရတယ်ဆိုလို့ကျွန်တော်ကိုလည်းစစ်ထဲဝင်ခိုင်းပြန်တယ်စစ်တပ်ထဲဝင်တော့လဲကျွန်တော်ကိုပဲတူမမကြိုဆိုတဲ့သူတွေကြားထဲမှာပဲကျွန်တော်ကိုကြိုဆိုတဲ့ဘာလာနဲ့စတီးခဲ့ရတယ်လေဘာလာတို့ရဲ့စီးပွားရေးကမျိုးရိုးစင်ဆက်အတွင်းခံပေါင်းပြီးချုပ်လုပ်ငန်းလုပ်ကြတာဘာလာကသူ့လုပ်ငန်းကိုသူတအားစိတ်ဝင်စားတဲ့ပုံပါပဲကျွန်တော်နဲ့တွေ့စားကသူနှုတ်ဆက်တဲ့ပုံကမင်းအတွင်းခံပေါင်းပြီးဝို့လားဘယ်လိုမျိုးဟာဝို့လဲတဲ့ကျွန်တော်လည်းပြန်ဖြေလိုက်ပါတယ်အမေဝယ်ပေးတာတွေဝို့တယ်လို့အဲ့တော့သူကဘာမှဆက်မမေးတော့ပါဘူးအဲ့ဒါတော့မှသူကအတွင်းခံချုပ်တဲ့လုပ်ငန်းရှင်တယောက်တော့ဖြစ်ချင်သေးတယ်လို့ပြောပြပါသေးတယ်တက်ထဲမှာနေရတာကကျောင်းမှာထဲပို့ပြီးလွယ်ပါတယ်ဆရာပြောသမျှတွေမှတ်ထားပြီးအမိတ်နာခံလိုက်ရုံပါပဲခက်တာကဘာလာပဲသူကဘယ်အချိန်ပဲဖြစ်ဖြစ်အတွင်းခံအဝတ်စားတွေအကြောင်းပဲပြောနေတာသူပြောတာတွေကဘယ်လူတန်းစားမဆိုအတွင်းခံဝတ်တတ်တယ်အတွင်းခံမဝတ်တဲ့သူမရှိဘူးတဲ့ဟုတ်တော့လဲဟုတ်တာပဲနော်သူကမင်းကောဆက်ချုပ်တာစိတ်ဝင်စားလားဝါသနာပါလားလို့ကျွန်တော်ကိုမေးတယ်ကျွန်တော်ကစိတ်ဝင်စားရဲဆိုတော့သူကျွန်တော်ကိုတင်ပေးတယ်လေကျွန်တော်ပထမဆုံးချုပ်တဲ့စွတ်ကျဲကိုသူ့ကိုပေးလိုက်တယ်ဒုတိယတစ်ထည်ကိုတော့ဆရာကိုပေးလိုက်တယ်ကျွန်တော်လက်ရကိုတက်ထဲကလူတွေကြိုက်လာတာကြောင့်အားလာရက်တိုင်းကျွန်တော်ဆက်ချုပ်နေရတယ်တညမှာတော့ကျွန်တော်ရဲ့အပေါ်ထပ်မှာအိတ်တဲ့ကောင်ကတည်င်းစာတစ်ခုပြစ်ချပေးတယ်လေကျွန်တော်ဖတ်ကြည့်တော့အဝတ်ဗလာနဲ့ရူပပုံဖြစ်နေတယ်သူမွန်ဘိုင်းမှာအဖို့အချို့ရိုက်လို့အချုပ်ကျနေတာတဲ့ကျွန်တော်လည်းအဲ့တည်င်းတိတာနဲ့ခွင့်ယူပြီးလိုက်သွားတယ်တရားရုံးရှိရောက်တော့သူ့ကိုစံသားပြနေတဲ့လူအုပ်ကြီးနဲ့ကျွန်တော်နဲ့ရန်ဖြစ်ပါလေရောညဖက်ရောက်တော့ကျွန်တော်ရဲ့ဒဏ်ရာတွေကိုဆေးထက်ပေးရင်းနဲ့ကျွန်တော်နဲ့တူစကားပြောဖြစ်ကြတယ်ဒီတစ်ခါမှလည်းနေငါကိုလက်ထမလားလို့ကျွန်တော်ကသူ့ကိုမေးတော့သူကနေအိမ်ထောင်ရေးအကြောင်းဘာတွေတိလို့လဲတဲ့ပြီးတော့သူကတထေးဖြစ်ချင်တဲ့အကြောင်းနဲ့ပတ်စံတွေရှာမယ်လို့ပြောရတယ်ဒီလိုနဲ့ကျွန်တော်တောင်ဝန်ကျတဲ့နေရာတွားရတော့မယ်လို့သူ့ကိုပြောပြလိုက်တော့သူကလာပွေဖက်ပြီးအရဲမစွန့်နဲ့တော့မတတ်နိုင်ရပြေးလို့ပြောပြီးထွက်ခွာသွားတယ်လေအဲ့နောက်ပိုင်းသူနဲ့ကျွန်တော်နဲ့လေးနှစ်လုံးလုံးမတွေ့ဖြစ်တော့ပါဘူး1995မှာကျွန်တော်တို့တင်တန်းဆင်းပြီးတစ်နှစ်အကြာမှာဘာလာကအိမ်ထောင်ကျသွားတယ်အဲ့အချိန်မှာဘာလာကကျွန်တော်နဲ့အတူရှိနေပြီးသူ့မိသားစုအကြောင်းတွေပြောပြနေတယ်လေခဏလေးပါပဲသူ့ထုံးစံအတိုင်းအတွင်းခံအကြောင်းသားပြန်ရောက်သွားပြန်တယ်
ဒီတစ်ခါမှာတော့သူကသူ့ရဲ့လုပ်ငန်းစဉ်တွေကိုအသေးစိတ်ပြောပြပြီးသူနဲ့စတူလုံးမလားလို့ကျွန်တော်ကိုမေးပါတယ်ကျွန်တော်လည်းသဘောတူလိုက်တယ်လေအဲ့ဒီနောက်ပိုင်းတိတ်မကြခင်မှာပဲကျွန်တော်တို့ရှေ့တန်းထွက်ရတယ်ဘာလာလဲပါတာပေါ့သူကတောင်ပြောသေးတယ်ကျွန်တော်နဲ့သူကအတူတူပဲနော်တဲ့အတွင်းခံနဲ့စွတ်ကျယ်လို့ပဲတဲ့ဒေတာခံလမ်းပြတယောက်ပြောတာကတော့ရန်တူက6ယောက်ပဲရှိတယ်လို့ပြောပြတယ်ကျွန်တော်တို့ရန်တူ9ယောက်တော့ဗိုလ်ကြီးကအခြေအနေကိုကြည့်ပြီး6ယောက်3ဖွဲ့ခွဲလိုက်တယ်ပြီးတော့ဘယ်တစ်ဖွဲ့ညာတစ်ဖွဲ့ကိုအထောက်ထားပြီးအလဲကတစ်ဖွဲ့ကတိုက်ခိုက်ရမယ့်အဖွဲ့လို့အမိန့်ပေးတယ်လေအဲ့ဒီတိုက်ခိုက်ရတဲ့အဖွဲ့ထဲမှာကျွန်တော်နဲ့ဘာလာလဲပါတာပေါ့ရန်တူစခန်းသားရောက်တဲ့အချိန်မှာတော့ရန်တူကကျွန်တော်တို့ကိုစပြီးပြစ်တယ်ကျွန်တော်တို့မတိတာကရန်တူက6ယောက်ပဲမဟုတ်ပဲအများကြီးဖြစ်နေတာလေကျွန်တော်တို့ဖက်ကအထိနာတော့ဗိုလ်ကြီးကအဲ့ဒီနေရာကိုလက်နက်ကြီးပစ်ကူတောင်းလို့ကျွန်တော်တို့နောက်ဆုတ်ရတယ်လေရန်တူတွေကကျွန်တော်တို့ကိုအနောက်ကနေလိုက်ပစ်နေတော့ပဲကျွန်တော်လည်းပြေးလိုက်တာတယောက်တည်းဆိုတာကိုတတိထားမိမှပဲဘာလာကိုတတိရသွားတယ်သူ့ကိုရှာဖို့တက်သွားတိုင်းဒဏ်ရာရတဲ့တူတွေကိုကျွန်တော်ကလုံခြုံတဲ့နေရာကိုတည်လာပေးရတယ်နောက်ဆုံးမှာတော့ကျွန်တော်တငယ်ချင်းဘာလာကိုရှာတွေ့တဲ့အချိန်သူ့မှာဒဏ်ရာအများကြီးရထားပြီလေကျွန်တော်တို့တောင်အောက်ကိုရောက်တဲ့အချိန်မှာတော့ဘာလာကသူ့အမေအိမ်ကိုပြန်ချင်တယ်ပြောပြီးကျွန်တော်လက်ပေါ်မှာပဲကြဆုံသွားတယ်လေလာကအဲ့ဓာတွေကိုပြောပြီးခဏနားလိုက်တယ်လေယထာပေါ်ကလူတစုကလည်းသူဘာဆက်ပြောမလဲဆိုတာကိုမျှော်နေကြတာပေါ့တိုက်ပွဲအတွင်းမှာဒဏ်ရာရလို့ကျွန်တော်ဆေးရုံတက်နေရတယ်လေကျွန်တော်ရူပါစီပို့တဲ့စာတွေအားလုံးကကျွန်တော်စီပဲပြန်ရောက်လာတယ်ရူပါရဲ့အကြောင်းကိုနည်းနည်းပြောပြပါအောင်မယ်အဲ့ဒီအချိန်တုန်းကသူမကတက်တစ်ဆမော်ဒယ်တယောက်လေသူမကခေါင်းဆောင်မင်းသမီးတယောက်ဖြစ်ချင်တာကြောင့်ဒါရိုက်တာတယောက်နဲ့တွဲနေတယ်တရက်မှာတော့ကျွန်တော်ကိုအရာရှိကခေါ်တွေ့တယ်လေတိုက်ပွဲတုန်းကကျွန်တော်ရွရွချွတ်ချွန်နဲ့သူများအတက်တွေကိုကယ်ခဲလို့ဂုံပြုတ်ပွဲလုပ်ပေးမဲ့အကြောင်းဒဏ်ရာအခြေအနေကြောင့်တက်ကနေလဲအနားယူချင်ရင်ယူနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောပြတယ်လေနောက်တော့ကျွန်တော်ကိုနိုင်ငံတော်အဆင့်ဂုံပြုတ်ပွဲလုပ်ပေးပါတယ်အမေကလည်းတက်ရောက်ပြီးကျွန်တော်အတွက်ဂုံယူနေတယ်လေအမေကကျွန်တော်ကိုမှာတယ်ကိစ္စတွေပြီးရင်တက်ကထွက်ပြီးအိမ်ပြန်လာခဲ့တဲ့တရက်မှာတော့ကျွန်တော်ရူပကိုကားတစ်စီးထဲမှာလမ်းတွေ့လိုက်ရတယ်ကျွန်တော်ခေါ်တာသူမကြားလို့ကျွန်တော်ဒဏ်ရာကိုတောင်တတိမထားမိပဲပြေးလိုက်သွားတယ်လေအဆောက်အဦတစ်ခုတည်းရောက်တဲ့အခါမှာတော့ရူပကိုလူတစ်ယောက်ကရိုက်နေတာတွေ့လို့ကျွန်တော်လည်းဘာမှမမေးမြန်းတော့ပဲအဲ့ဒီလူကိုဝင်ရိုက်လိုက်တယ်လေရူပကကျွန်တော်ကိုကျေးဇူးတောင်မတင်ပဲအဲ့ဒီလူနောက်လိုက်သွားတယ်လေညဖက်ရောက်တဲ့အခါမှာပဲသူကကျွန်တော်ကိုဖုန်းဆက်ပြီးခေါ်တွေ့တယ်လေသူပြောတာကတော့သူအဆင်ပြေတဲ့အကြောင်းတွေပါပဲကျွန်တော်ကတော့သူ့ကိုဘဲမှမတွားပဲအိမ်ပြန်လာဖို့ပြောလိုက်ပါတယ်အဲ့ဒီလိုတွေပြောပြီးကျွန်တော်တို့ပွေဖက်ကနှုတ်ဆက်သွားကြရပြန်တယ်လေတရက်မှာကျွန်တော်ကယ်ခဲ့တဲ့ချင်းနှစ်ဖက်ပြတ်နေတဲ့မိုဟာမက်ဆိုတဲ့သူနဲ့ရုပ်တရက်ဆုံတွေ့တယ်လေသူကကျွန်တော်ကိုမချေနှက်တဲ့ပုံပါပဲအကန်းတွေပဲပြောနေတာအခုလဲကျွန်တော်ကိုသူကမင်းနေတယ်မင်းငါကိုကယ်ခဲ့တုန်းကငါပဲတူလဲဆိုတာတိလားတဲ့ကျွန်တော်လည်းမတိဘူးလို့ပြောလိုက်တော့သူကငါကမင်းရန်တူလေမင်းကယ်ခဲ့လို့ငါအခုဒုက္ခိတဘွားရောက်နေတာကွာလို့သူပြောပြတယ်လေနောက်ဆုံးတော့လဲကျွန်တော်တို့မိတ်ဆွေတွေဖြစ်သွားကြတာပါပဲကျွန်တော်နဲ့ဘာလာရဲ့အကြံကိုသူ့ကိုပြောပြတော့သူကရည်တယ်လေပြီးတော့သူကကျွန်တော်ကိုပြောတယ်မင်းလုပ်ငန်းရှင်ကြီးဖြစ်ရင်ငါကမင်းရဲ့ဖြန့်ချီရေးတာဝန်ခံလုပ်ပေးမယ်ကွာတဲ့ကျွန်တော်သူပြောတာတွေမကြားတော့ပါဘူးရူပအကြောင်းကိုပဲတွေးနေမိတယ်လေအဲ့ဒီတစ်ချိန်တည်းမှာပဲရူပကစိတ်ဓာတ်အရန်ကျနေပြီးသူ့ကိုသူတတ်တေဖို့လုပ်နေတာသူမအကြာကြီးတွေ့ဝေနေပြီးလာပြောတဲ့အိမ်ပြန်လာခဲ့ဆိုတဲ့စကားကိုတတိယပြီးသူမစိတ်ကိုသူမထိန်ချုပ်နိုင်ခဲ့တယ်လေကျွန်တော်ကတော့စစ်တပ်ကထွက်ပြီးအိမ်ပြန်လာခဲ့ပါတယ်ပြီးတော့ဘယ်လာရဲ့မိသားစုစီသွားလဲပြီးလုပ်ငန်းအတွက်တိုင်ပင်ကြည့်ပေမဲ့အဆင်မပြေလို့ပြန်လာခဲ့ရတယ်လေအိမ်ပြန်ရောက်တော့အမေနဲ့တိုင်ပင်ပြီးရူပါနေတဲ့အခန်းမှာကျွန်တော်ရဲ့လုပ်ငန်းကိုစတင်ပါတယ်ပြီးတော့မိုဟာမက်နဲ့ရူပါစီကိုလည်းလုပ်ငန်းစပြီးဆိုတဲ့အကြောင်းကိုစာပို့လိုက်တယ်လေဘာလာရဲ့အစီအစဉ်ကထုတ်ကုန်တွေအတွက်အလုပ်ဖြစ်ပေမဲ့နောက်တစ်ဆင့်ဖြစ်တဲ့တလအထက်800ရောင်းရဖို့အတွက်ကတော့အဆင်မပြေဘူးဖြစ်နေတယ်တရက်မှာတော့ကျွန်တော်စီကိုဘယ်သူရောက်လာတယ်လဲတိလားမိုဟာမက်ပေါ့ကျွန်တော်စာရလို့ကျွန်တော်ကိုကူဖို့ဆိုပြီးသူကရောက်လာတာလေသူကကျွန်တော်ကိုမေးတယ်အထက်ဘယ်နှစ်ထက်ရောင်းရပြီလဲတဲ့ကျွန်တော်ကသူ့ကိုပြန်ဖြေပါတယ်9ထက်ရောင်းရပြီလို့အဲ့ဒါကလည်းအမေကကျွန်တော်အတွက်ဝယ်ပေးတာလို့ပြောပြလိုက်ပါတယ်ကျွန်တော်တို့နှစ်ယောက်ပထမဆုံးစကြိုးစားတာကတစ်ထက်ဝယ်တစ်ထက်လက်ဆောင်ပေးတာပါ
အဲကနေစလိုက်တာတစ်ထဲဝဲတုံးထဲလက်ဆောင်ပေးတဲ့အထီရောက်လာပြီမဲ့ရောင်းလို့ကမရသေးပါဘူးနောက်ဆုံးမှာတော့မိုဟာမက်ရဲ့အကြံပြုချက်နဲ့ကျွန်တော်ရဲ့ဘာလာဆိုတဲ့နာမည်အစားရူပါလို့ပြောင်းလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်ရဲ့လုပ်ငန်းကတဟုံးထိုးတိုးတက်လာပြီးဆိုင်ခွဲတွေအများကြီးရှိတဲ့ community ကြီးဖြစ်လာတယ်လေလို့ယထာပေါ်ကတူတွေကိုပြောပြတော့သူ့ကိုမယုံလို့ရည်ကြတယ်လေသူကသူ့မှာပါလာတဲ့မျက်ကစင်းကိုပြလိုက်တဲ့အခါမှာတော့ယထာပေါ်ကတူတွေကအံ့ဩသွားကြတာပေါ့ဒီလိုနဲ့ဗျာတရက်မှာတော့မိုဟာမက်ကအကြမ်းဖက်သမားတွေတုတ်တင်ခံရတဲ့တဲ့င်းတစ်ခုကိုကြည့်ပြီးကျွန်တော်ကိုကျေးဇူးတင်စကားလာပြောတယ်ပြီးတော့သူ့နိုင်ငံကိုပြန်ပြီးစာတင်ကျောင်းတစ်ကျောင်းစောက်ချင်တယ်ပြီးရင်တော့ကလေးတွေကိုမိတ်ဆွေကောင်းအကြောင်းတွေတင်ပြပေးချင်တယ်ဆိုပြီးကျွန်တော်စီကနေနှုတ်ဆက်ထက်ခါသွားပြန်တယ်လေတရက်ကျွန်တော်ရုံးတက်နေတော့အမေနေမကောင်းဖြစ်တယ်ဆိုတဲ့တဲ့င်းရလို့အိမ်ကိုအပြေးပြန်ခဲ့တယ်အမေကအဲ့ရပေါ်ကနေကျွန်တော်ကိုလူရယ်လို့ဖြစ်လာပြီးဆိုမှတော့မန္တာတွေလည်းလုတ်ခဲ့တယ်အစိုးတချို့လည်းလုတ်မိတာပေါ့တေဆုံးချင်းစွန်တာဘဝရဲ့အစိတ်အပိုင်းတစ်ခုပဲလေအမေတွားရတော့မယ်ဆိုပြီးနှုတ်ဆက်စကားတွေပြောခဲ့တယ်လေတိတ်မကြတဲ့အချိန်မှာပဲအမေကဆုံးသွားတယ်ဖယားတခင်ကပြောတယ်လူအပ်တလောက်ပဲယူထားတဲ့ပိုဒါတွေကိုတော့ဖယားကိုပြန်ပေးတဲ့အမေမှာခဲ့တဲ့အတိုင်းပါပဲအမေကိုရည်စူးပြီးကျွန်တော်ကအခမဲ့စင်းုံတစ်ခုစောက်ပေးလိုက်တယ်လေလို့ယထာပေါ်ကတူတွေကိုသူကပြောပြပါတယ်အမေရဲ့လုပ်ငန်းတွေကိုလည်းကျွန်တော်ကဆက်ဦးစီးရတယ်နေ့ခင်းဖက်မှာပင်ပန်းပြီးညဖက်မှာဆိုကျွန်တော်ပြိုလဲရတဲ့အချိန်တွေပေါ့ဗျာတရက်မှာကျွန်တော်တတိယနေတဲ့ရူပါကကျွန်တော်စီပြန်ရောက်လာတယ်လေကျွန်တော်ကသူ့ကိုကျွန်တော်စီးပွားရေးလုပ်ငန်းတွေအကြောင်းပြောပြပြီးငွေကြေးတွေအကြောင်းလည်းပြောပြပေမဲ့ဒီတစ်ခါသူစိတ်ဝင်မစားတော့ပါဘူးသူမပုံကပင်ပန်းပြီးအမြဲတမ်းအိတ်နေတာလေတရက်မှာတော့သူမပြန်ပြုံးလာတယ်လေကျွန်တော်တို့နှစ်ယောက်ကဘာလေးကပြောစရာပြန်ကောင်းလာတာပေါ့တရက်မှာသူမကကျွန်တော်ကိုဖနှက်လက်လေးတရံလက်ဆောင်ပေးတယ်လေဆိုပြီးလာကတူစီထားတဲ့အဲ့ဒီဖနှက်အစုပ်ကိုပြပြီးရထားပေါ်ကတူတွေကိုဆက်ပြောပြပါတော့တယ်နှစ်တိကူညတညမှာတော့ကျွန်တော်ရူပါကိုလက်ထခွင့်ထတောင်းပါတယ်သူကဒီတစ်ခါလဲညင်းတာပါပဲဒီတစ်ခါတော့ကျွန်တော်ကသူ့ကိုငါကညံရည်မမီလို့အယူတယောက်မလို့နေလက်မခံနိုင်တာငါတိပါတယ်ငါကညံရည်မမီပေမဲ့အချစ်ကိုတော့ခံစားတတ်ပါတယ်လို့ပြောပြီးထွက်လာခဲ့တယ်လေတညမှာတော့သူဘာလို့ငါ့ကိုပြန်မချစ်နိုင်တာလဲလို့တွေးနေတဲ့အချိန်မှာပဲရူပါကကျွန်တော်အခန်းကိုရောက်လာပြီးအချစ်တွေလာပြီးသွားတယ်လေပြီးတော့သူကတိတ်တဆိတ်ထွက်ခွာသွားပြန်တယ်ကျွန်တော်အဲ့ရကနိုးလာတော့သူမမရှိတော့ဘူးသူမကအကြောင်းပြချက်မရှိပဲကျွန်တော်ကိုထားသွားခဲ့တယ်လေသူမဘယ်ရောက်သွားတာလဲဘာကြောင့်ကျွန်တော်ကိုထားခဲ့တာလဲစဉ်းစားရင်းနဲ့ကျွန်တော်ပြေးချင်လာလို့စပြေးပါတော့တယ်ဈေးတွေလမ်းမကြီးတွေလမ်းကြိုလမ်းကြားတွေပြည်နယ်ရွယ်တဝဲလောက်ကိုကျွန်တော်ပြေးပြီးတော့လဲကျွန်တော်ဆက်ပြေးချင်နေတော့ပဲအဲ့အချိန်မှာလူတွေကရူပါအဖမ်းခံရတဲ့တဲ့င်းကိုကြည့်ကြတယ်လေသူတွဲနေတဲ့လူကမြေအောက်ခိုင်းကလူတက်မှုကျူးလွန်တဲ့သူမကိုတော့ကြံရပါအနေနဲ့ဖမ်းထားတာပါကျွန်တော်ကတော့ဆက်ပြေးနေတော့ပဲပင်လယ်နားရောက်သွားရင်လက်ပြီးပြေးတယ်တောင်တွေနားရောက်သွားရင်လည်းပြန်လက်ပြီးဆက်ပြေးတာပဲလူတွေကတော့ကျွန်တော်ကိုအယူလို့ထင်နေကြတယ်လေဆိုပြီးယထာပေါ်ကတူတွေကိုသူကပြောပြပါတယ်နောက်တော့ရူပါတို့အမှုအကြောင်းတည်င်းမှာထပါလာတယ်လေခိုင်းခေါင်းဆောင်ကိုလူတက်မှုငါမှုအတွက်တေတံပေးလိုက်တယ်သူမကိုတော့အစိုးရတက်တေဖြစ်လို့ထောင်6လပဲချလိုက်တယ်လေကျွန်တော်ပြေးနေတဲ့အကြောင်းလဲတည်င်းထူးမှပါလာတယ်တည်င်းထောက်တွေကကျွန်တော်ကိုပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ပြေးတာလားအမျိုးသမီးဒန်းတူအခွင့်အရေးအတွက်ပြေးတာလားဆိုပြီးမင်းနေကြပါတယ်ကျွန်တော်ကဘာမှမဖြေပဲဆက်ပြီးတော့ပဲပြေးနေပါတယ်တရက်တော့ကျွန်တော်အကြောင်းကိုလူတစ်ယောက်ကတည်င်းမှတွေးလို့ဆိုပြီးကျွန်တော်နဲ့စတင်လိုက်ပြေးပါတယ်အဲ့ဒီလိုနဲ့ကျွန်တော်နောက်ကိုလိုက်ပြီးပြေးတဲ့သူတွေတအားများလာပါတယ်ဒီလိုနဲ့ကျွန်တော်ပြေးလာလိုက်တာ၄နှစ်9လနဲ့2ပတ်ရောက်တဲ့အခါမှာတော့ကျွန်တော်ရက်လိုက်တယ်လေတည်င်းထောက်တွေကလက်မလျှော့တေးပဲဘာလို့ပြေးတာလဲတဲ့ကျွန်တော်လည်းဒီတစ်ခါတော့ပြန်ဖြေပေးလိုက်ပါတယ်ကျွန်တော်ပင်ပန်းနေပြီးအိမ်ပြန်ရတော့မယ်ဆိုပြီးတော့လေကျွန်တော်အိမ်ပြန်ရောက်တဲ့အခါမှပဲရူပါစီကစာတွေအများကြီးရောက်ထားတာကိုကျွန်တော်သိရတော့တယ် TV မှာပါတဲ့တည်င်းတွေကြောင့်ကျွန်တော်ပြေးနေတာကိုသူလည်းသိမှာပါလေဆိုပြီးရူပါစီကရတဲ့စာတွေကိုယထာပေါ်ကတူတွေကိုသူကထုတ်ပြတယ်လေစာထဲမှာရူပါကကျွန်တော်ကိုချန်ဂရန်လာခဲ့ဖို့ရေးထားတာလို့လည်းပြောပြပါသေးတယ်အဲ့လိုနဲ့ယထာကချန်ဂရန်ကိုရောက်လို့ယထာပေါ်ကတူတွေကိုနှုတ်ဆက်ပြီးပန်ချပြီးဦးလေးလဲဆင်းသွားပါတော့တယ်အဆုံးတက်မှာတော့လာကရူပါစီရောက်သွားပါပြီရူပါကသူလာအပေါ်မှာအမားတွေကျူးလွန်မိတဲ့အကြောင်းတောင်းပန်ပါတယ်ပြီးတော့သူ့ကိုသူလုံမိတဲ့အမားတွေကပို့ဆိုးတယ်လို့သူကဆက်ပြောပါတယ်ဒါပေမဲ့အခုအားလုံးကအဆင်ပြေသွားပါပြီနောက်ပြီးတော့တားဆိုပြီးကလေးတယောက်ကိုခေါ်လိုက်တယ်လေလာက
နင်ကလေးအမေဖြစ်ပြီပေါ့လို့ရူပကိုပြောပါတယ်ဟုတ်တယ်ကလေးအဖေကောဘယ်တူလဲတိလားဟုတ်တယ်ကလေးအဖေကောဘယ်တူလဲနင်တိလားလို့ကျွန်တော်ကိုမေးပါတယ်ကျွန်တော်ကကြောင်အန်းဖြစ်နေတဲ့အချိန်မှာသူကပြောပြတယ်ကလေးအဖေကလာရာဂျစ်စင်ပဲဆိုပြီးတော့ကျွန်တော်ကိုပြောပြတယ်လေကျွန်တော်စိတ်အရန်လှုပ်ရှားသွားတာပေါ့အဲ့တော့ကျွန်တော်သားလေးစီကိုကျွန်တော်သွားပြီးတော့ကြည့်ချင်တယ်လေကျွန်တော်သားလေးကိုကျွန်တော်သွားနှုတ်ဆက်တာပေါ့အခုဆိုလာနဲ့ရူပါတို့ကသူတို့ကလေးစော့နေတာကိုကြည့်နေကြတယ်လေဒီတစ်ခါတော့ရူပါကလာကိုနေငါကိုလက်ထပ်နိုင်မလားလို့မေးလိုက်တယ်ပြီးတော့သူတို့ရွာမှာပဲပြန်ပြီးတော့လက်ထပ်ကြတယ်လေသူတို့ရဲ့ပျော်စရာမိသားစုဘဝလေးကအကြာကြီးမဖြစ်လိုက်ရရှာပါဘူးဘာလို့လဲဆိုတော့ရူပါကအဖြေရှာမရတဲ့ယောဂတစ်ခုကြောင့်ဆုံးသွားတယ်လေလာကပဲတားလေးကိုဆက်ပြီးစောက်ရှောက်သွားပါတယ်ဇက်ကားကတော့လာတို့တားအဖပဲကြံခဲ့တာနဲ့ဇက်သိမ်းသွားပါတယ်ဗျာဏိကုံချုပ်အနေနဲ့ဆိုရင်တော့ဒီဇက်ကားကို recap လုပ်ပြီးတော့ကျွန်တော်ဘာတွေ message ရလဲဆိုရင်တော့လူရယ်လို့ဖြစ်လာပြီဆိုရင်ဘဝမှာမိဘနဲ့ပတ်ဝန်းကျင်ကတအားအရေးကြီးတယ်ဆိုတဲ့အကြောင်းပညာတစ်ခုကိုတင်ယူပြီးဆိုရင်လည်းကြွကြွကျင်တတ်မြောက်အောင်တင်ယူတင့်ကြောင်းဘယ်လိုအလုပ်ပဲဖြစ်ဖြစ်ပုံမှန်လုပ်နေရင်လူတွေကကိုအာယုံဆိုင်လာတတ်တယ်ဆိုတဲ့အကြောင်းလူတိုင်းကိုမေတ္တာစိတ်ထားတင်တဲ့အကြောင်းတွေကိုသိရှိရပါတယ်မိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာရေးပေးပါအောင်ကျေးဇူးတင်ပါတယ်